မင်္ဂလာပါ Healing Space ကနေကြိုဆိုပါရစေ။ဒီနေ့ကျမပြပြချင်တဲ့အကြောင်းအရာကတော့ကျမတို့ရဲ့ဘဝမှာကျမတို့နဲ့အရန်နီးစပ်ပြီးတော့မကြာခဏတတိမထားမိပဲဖြစ်နေတဲ့အရာတစ်ခုကြောင့်ပြပြချင်ပါတယ်။အဲ့ဒါကတော့ဒေါရရဲ့ကျွန်ဖြစ်နေခြင်းဆိုတဲ့အကြောင်းပါ။ကဲဆက်လိုက်အောင်နော်။တခါတလေကျွန်တော်တို့ထင်တာကငါဒေါရထွက်တာကဖြစ်တင်တယ်။သူတို့မှလို့ငါဒေါရထွက်တာလေ။ဒါပေမဲ့တကယ်တမ်းမှာတော့ဒေါရကကျွန်တော်တို့ထိန်းချုပ်သွားပြီးတော့ကျွန်တော်တို့ကဒေါရရဲ့လမ်းညွှန်မှုအောက်မှာနေထိုင်နေကြတဲ့တပေါ်ဖြစ်သွားတယ်မဟုတ်လားဟုတ်တယ်နော်ဒေါရရဲ့လှုပ်ရှားမှုတွေကိုထပ်ပြီးတော့ကြည့်အောင်ဒေါရဆိုတာအမြဲတမ်းကြီးမားတဲ့ပောက်ကွဲမှုနဲ့မလာပါဘူးတခါတလေမကျေနပ်မှုအနေငယ်အတွေ့အထဲမှာပြန်ပြန်တုံးတက်နေတဲ့မနာလိုမှုတင်းငယ်တဲ့အပြစ်တင်စိတ်ဒီလိုနဲ့ပဲစတင်ပါတယ်နောက်ပိုင်းမှာတော့ဒေါရကတပြေးပြေးကြီးထွားလာပြီးတော့ကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့ခန္ဓာကိုကျွန်တော်တို့ပြောတဲ့စကားတွေအထိပါထိန်းချုပ်လာတယ်။ဒေါရရဲ့ကျွန်ဖြစ်နေတဲ့လက္ခဏာတွေကိုတင်ကိုယ်တိုင်တတိထားကြည့်နိုင်ပါတယ်။တယောက်ယောက်ရဲ့စကားတစ်ခွန်းကြောင့်နဲ့တနေ့ကလုံးစိတ်ပင်ပန်းနေလား။တခါဒေါရထွက်လိုက်ရင်တတော်နဲ့မပြီးတော့ဘူးလား။စကားပြောပြီးတဲ့နောက်မှာငါတလို့မပြောလိုက်တင်ဘူးလို့နှောင့်တရတတ်လား။ဒီလိုဖြစ်နေတယ်ဆိုရင်တော့တင်ကဒေါရကိုထိန်းချုပ်နေတာမဟုတ်ဘဲနဲ့ဒေါရကတင်ကိုထိန်းချုပ်နေပြီဆိုတဲ့လက္ခဏာပါ။ဘာကြောင့်ဒေါရရဲ့ကျွန်ဖြစ်ရလဲ။အကြောင်းရင်းကတော့အများကြီးရှိနိုင်ပါတယ်။အတိတ်ကထိခိုက်နာကျင်ခဲ့တာတွေကိုမကူတာရသေးတာ။ကိုယ့်ရဲ့စိတ်ကိုနှွေးထွေးလုံခြုံမှုနဲ့မလွမ်းခြုံနိုင်သေးတာ။သူတစ်ပါးကိုထိန်းချုပ်ခြင်းစိတ်များနေတာ။မနာလိုစိတ်တွေများနေတာပြီးတော့အရင်တုန်းကမတရားခံရတဲ့ကိစ္စရပ်တွေများခဲ့တာတွေဒါတွေကဒေါရကိုအာဟာရပေးနေတဲ့အရာတွေပါဒေါရရဲ့ကျွန်ဖြစ်နေတဲ့ချိန်မှာဘာတွေဖြစ်တတ်လဲဆိုတော့ဒေါရကတင်ကိုဆုံးဖြတ်ချက်မှာစေတယ်ချစ်သူတွေမိသားစုတွေကိုထိခိုက်စေတယ်ကိုလည်းနာကျင်စေတယ်အရေးကြီးဆုံးကဒေါရကတင်ရဲ့အတွင်စိတ်ငြိမ်းချမ်းမှုကိုခိုးယူသွားတယ်ဒါဆိုရင်ဒေါရရဲ့ကျွန်ဘဝကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲပထမတစ်ခုကတော့ဒေါရထွက်လာတဲ့ချိန်မှာတတိထားမိနိုင်တယ်ဆိုရင်ဒေါရရဲ့ကျွန်ဘဝကနေလွတ်မြောက်နိုင်ပါတယ်ဒုတိယတစ်ခုကတော့ဒေါရထွက်နေတဲ့ချိန်မှာချက်ချင်းမတုံ့ပြန်ဘဲနဲ့အသက်ပြင်းပြင်း3ခါလောက်ရှူကြည့်ပါတတိယတစ်ခုကတော့ဒေါရထွက်နေတဲ့အချိန်မှာတင်းရဲ့အတွေးတွေကမမှန်ဘူးဆိုတာကိုတတိထားကြည့်ပါပြီးတော့ကိုပြန်မေးပါဒီဒေါရကငါ့ကိုကူညီနေတာလားငါဒီဒေါရကိုလွှတ်ချလိုက်ရင်ပိုကောင်းမလားတင်ကိုပြောချင်တာတစ်ခုရှိတယ်တင်ဒေါရထွက်တာကတင်အမှားမဟုတ်ပါဘူးဒါပေမဲ့ဒေါရကိုတင်ရဲ့အရှင်တခင်အဖြစ်ခွင့်ပြုပေးလိုက်ရင်တော့ဒေါရကတင်ကိုနာကျင်စေနိုင်ပါတယ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်တင်ကဒေါရထက်အများကြီးပို့ပြီးတော့ဆွမ်းအားကြီးပါတယ်ပို့ပြီးတော့တန်မာပါတယ်ပို့ပြီးတော့တန်ဖို့ရှိပါတယ်ဒီနေ့ကစပြီးတော့ဒေါရကိုမတိုက်ခိုက်ပါနဲ့မထိန်ချုပ်ပါနဲ့အဲ့ဒီအစားဒေါရကိုနားလဲကြည့်ပါလက်ခံကြည့်ပါပြီးတော့ဖြည်းဖြည်းချင်းလွှတ်ချလိုက်ပါအခုချိန်မှာဒီ podcast ကိုနားထောင်နေတဲ့တင်ကိုမေးချင်တဲ့မိခွန်းလေးတစ်ခုရှိပါတယ်တင်ဒေါရထွက်နေတဲ့ချိန်မှာတကယ်တမ်းတင်ပါကိုလိုချင်နေရလဲတခါတလေဒေါရရဲ့အောက်မှာတခြားစိတ်ခံစားချက်တွေပုံနေတတ်ပါတယ်နာကျင်မှုစိတ်ပြတ်မှုမလုံခြုံမှုအချစ်ကိုတောင့်တနေမှုဒါတွေကိုမမြင်နိုင်တဲ့အခါမှာဒေါရပဲမျက်နှာပြင်ပေါ်မှာပေါ်လာတတ်ပါတယ်ဒေါရရဲ့အောက်ကနာကျင်မှုကိုနားထောင်ကြည့်ပါတင်ဒေါရထွက်တဲ့အချိန်မှာချက်ချင်းတုံ့ပြန်မဲ့စာနည်းနည်းလောက်ရက်ပြီးတော့ကိုမေးကြည့်ပါငါတကယ်တမ်းဘာကြောင့်နာကျင်နေရတာလဲတခါတလေတယောက်ယောက်ရဲ့စကားတစ်ခွန်းကတင့်ကိုဒေါရထွက်စေတယ်လို့ထင်ရပေမဲ့အဲ့ဒီစကားကအတိတ်ကတင်းရဲ့အတန်ရာတစ်ခုကိုပြန်ပြီးတော့နှိုးထစီခဲ့တာဖြစ်နိုင်ပါတယ်ဒေါရထွက်နေတဲ့ချိန်မှာဒေါရကိုမတိုက်ခိုက်ပါနဲ့ဒေါရကိုလက်ခံကြည့်ပါဒေါရကိုလက်ခံခြင်းဆိုတာကဘာလဲဆိုတော့လူအများစုကထင်တတ်ကြတာကဒေါရကိုလက်ခံခြင်းဆိုတာဒေါရထွက်နေခွင့်ပေးလိုက်တာလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းဒေါရကိုလက်ခံခြင်းဆိုတာကငါအခုဒေါရထွက်နေတယ်ဒါပေမဲ့ငါကဒေါရမဟုတ်ဘူးဆိုတာကိုသိနေခြင်းပါတင်ဟာဘယ်တော့အခါမှဒေါရမဟုတ်ခဲ့ပါဘူးတကယ်တမ်းကတင်ဟာဒေါရကိုခံစားနေရတဲ့လူတစ်ယောက်ပါဒေါရထွက်လာတဲ့ချိန်မှာအဲ့ဒီဒေါရကိုအတင်းမဖိထားပါနဲ့မတိုက်ခိုက်ပါနဲ့အဲ့ဒီအစားကိုယ့်ရဲ့အသက်ရှူတတ်တဲ့အတူအဲ့ဒီစိတ်ခံစားချက်ကိုမြင်အောင်ကြည့်ပါအဲ့ဒီဒေါရကဘယ်မှာတည်ရှိနေရလဲရင်ဘတ်ထဲမှာလားခေါင်းထဲမှာလားတင်လက်တွေတုံနေသလားဒီလိုတတိထားကြည့်လိုက်တဲ့အခါမှာတင်ကဒေါရကနေတဖြည်းဖြည်းလွတ်မြောက်လာတယ်
တခါတလေဒေါရကမကောင်းတဲ့အရာတော့မဟုတ်ပါဘူးဒေါရကတင်ကိုပြောပြနေတယ်ဒီနေရာမှာတခုခုကမားနေပြီဒီနေရာကတင်ကိုလေးစားမှုမရှိဘူးဒီနေရာကတင်ကိုနာကျင်စေတယ်ဒါကြောင့်ဒေါရကိုမဖြတ်စီလိုက်ပါနဲ့ဒေါရကိုနားထောင်ပြီးတော့ငါအခုတကယ်လိုအပ်နေတာကဘာလဲဆိုတာကိုစဉ်းစားကြည့်ပါပြီးတော့အေးချမ်းတဲ့တုံ့ပြန်မှုကိုရွေးချယ်ပါတင်ဒေါရထွက်နေတဲ့အချိန်မှာအချိန်ယူပြီးတော့ကိုမိကြည့်ပါငါအခုတုံ့ပြန်မဲ့နီလန်ကငါဘွားကိုပူကောင်းစီမလားတခါတလေမပြောဘဲနေရတာကအနိုင်ရတာထက်ပိုပြီးတော့ကောင်းပါတယ်တခါတလေတုံ့ပြန်တာထက်လက်လွတ်လိုက်တာကပိုပြီးတော့တန်မာပါတယ်တင်အသိမ့်မှာဒေါရကြောင့်အမားတွေလုတ်ခဲမိရင်ကိုအပြစ်မတင်ပါနဲ့အဲ့ဒီအချိန်မှာတင်ကတင်တိတလောက်နဲ့တင်လုတ်ခဲ့တယ်ဒီနေ့ကစပြီးတော့တင်ပိုတိလာပြီဒါဆိုရင်တင်ပိုကောင်းတဲ့ရွေးချယ်မှုတွေလုပ်နိုင်ပါတယ်နေ့တိုင်းကိုဒီစကားလေးတွေနဲ့တတိပေးကြည့်ပါငါဒီနေ့ကစပြီးဒေါရရဲ့ကျွန်မလုပ်တော့ဘူးငါဟာရွေးချယ်ခွင့်ရှိတဲ့လူဖြစ်တယ်ငါအေးချမ်းမှုကိုရွေးချယ်မယ်ဒီလိုနဲ့တဖြည်းဖြည်းချင်းစီကျွန်တော်တို့ရဲ့စိတ်ကိုပြန်ပြီးတော့လေ့ကျင့်နိုင်ပါတယ်ဒေါရကိုလက်လွတ်လာနိုင်တဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုတော့တင်ပွားကပို့ပြီးတော့ပေါ်ပါလာတယ်စိတ်ပင်ပန်းမှုတွေရောကျလာတယ်တင်ရဲ့ဆက်ဆံရေးတွေပို့ပြီးတော့ကောင်းမွန်လာတယ်အကောင်းဆုံးအချက်ကတော့အေးချမ်းမှုတွေပြေဝနေတဲ့စိတ်ကကိုပို့ပြီးတော့ချစ်သက်လာစေတာပါနောက်ဆုံးအနေနဲ့တင်ကိုပြောပြချင်တာကတင်ကအမြဲတမ်းဒေါတာထက်ပို့ပြီးတော့စွမ်းအားကြီးတဲ့သူဖြစ်တယ်တင်ကရွေးချယ်နိုင်တဲ့သူဖြစ်တယ်တင်ကပြောင်းလဲနိုင်တဲ့သူဖြစ်တယ်ပြီးတော့တင်ကလွတ်မြောက်နိုင်တဲ့သူဖြစ်တယ်အကယ်၍ဒီဗီဒီယိုလေးကတင်ကိုအထောက်အကူဖြစ်စေတယ်လို့ခံစားရတယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ပေးပါပြီးတော့ share လုပ်ပေးပါနောက်ထပ်နှွေးထွေးတဲ့အတန်တွေအတွက် channel လေးကို subscribe လုပ်ထားပေးပါနော်တင်ကဒေါတာရဲ့ဂျုံမဟုတ်ပါဘူးတင်ကတင်ပွားရဲ့အရှင်တခင်ပါနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်